အမျိုးသားတွေတည်ထားတဲ့မိန်းကလေးတွေရဲ့စကားနှကုံအမျိုးသားတွေဟာအေးဆေးတည်ငြိမ်တဲ့သူတွေချစ်တဲ့အလျောက်စကားလုံးတွေကိုများများဆဆမတွေးပဲအရှိကိုအရှိတိုင်းဆိုတတ်ပြောတတ်ကြပါတယ်။မိန်းကလေးတွေရဲ့မိကုန်းတွေနဲ့စကားတွေကိုပုံသေးတိုင်းတွက်ပြီးနေခဲ့ကြပေမဲ့ပိုအဆင်မပြေလာတဲ့ပြင်ပျက်စီးသွားတဲ့ဆက်ဆံရေးနဲ့စကားများခြင်းတွေကသာများလာတဲ့ချစ်သူဇုံတွဲတွေအခုနောက်ပိုင်းမှာပိုများလာပါတယ်။ဒါကြောင့်ယောက်ျားသားတွေမှတ်သားထားတဲ့မိန်းကလေးတွေရဲ့မိကုန်းနဲ့အပြောအခြေအနေကိုပြပါမယ်။အဆင်ပြေပါတယ်။အမှန်တော့မိန်းကလေးတယောက်ရဲ့ပါဇက်ကနေအဆင်ပြေပါတယ်ဆိုပြီးအတန်ထွက်လာတာဟာလုံးဝအဆင်မပြေဘူးလို့ဆိုတာနဲ့အတူတူပါပဲအဆင်ပြေမပြေသေးချာသိရဖို့အတွက်ခေါင်းကြီးတို့ကအနှစ်ခါပြန်မေးရပါမယ်ဒီတော့မှအဖြေမှန်ကိုသိရမှာဖြစ်ပါတယ်ချစ်လားလို့မေးခဲ့ရင်အကယ်၍တင်းရဲ့ကောင်မလေးကတင့်ကိုချစ်လားလို့ခဏခဏမေးနေရင်တင်ကယူးဆိုင်ပေးဖို့လိုအပ်နေပြီဖြစ်တယ်လို့ချစ်တယ်ဆိုတဲ့စကားကိုလည်းသိချဖြေပေးရမှာဖြစ်ပါတယ်အမှန်တကယ်တော့ချစ်လားဆိုတဲ့မေးခွန်းရဲ့နောက်မှာအတိတ်ပဲတွေအများကြီးရှိနေတတ်ပါတယ်စကလုံးတိုင်းဟာရိုးရှင်းလွန်းတာမဟုတ်တဲ့အတွက်တင့်ကိုယ်တာဒီမေးခွန်းအမြဲမေးနေပြီဆိုရင်တေချာစဉ်းစားဖို့အကြံပေးလိုက်ပါတယ်။တာယာပျော်ရွှင်တဲ့အချစ်ခရီးကိုပိုင်ဆိုင်ကြဖို့စွန့်မွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။